နိုင်ငံတော်ဆိုရသာသနာ့ဓမ္မစရိယဝိနည်းဝိတုဝေယအရှင်သာနီယအားညီဟန်ရွှေစေတာကော်မှုမျိုးမှာရေးဆက်ပူဇော်အပ်တော်စာနီအလှစာနီယနေရှိချီချညီ31ပဒစီစัจ जा တဲ့မင်္ဂလာရတုပိုက်ဆောင်ကိုဘုရားတပည့်တော်မိတ္တခါဆွေကဘုန်းကြီးနဲ့ကိုနိုင်မင်္ဂလာဆိုင်ခွဲတဲ့ပြုတည်ကျူးပူဇော်ပါမယ်ခင်ဗျာသာပြုစုဝဲရှက်သာတွေတိုင်းအေးအမြဲညှို့ချိန်နဲ့တွင်မှတ်တင်ညာတမန်စုရောနိုင်တရာဖြစ်ပွေနာအေးနဲ့ရေပါရမီကျော်ရွှေကြည်တို့ဒူညီရွှေကြောတထာကောမှတေထုံးငါချမ်းကောစာယံနေမောင်ဆိုရွှေတဘောရေဟုစံစေတလုံးတစေလုံးတွေတရားဖို့မသာကျေတရားရှင်ငါကြည်ဝေအင်းသာနေဝေချမ်းမြေငယ်ထွေသာရွှေသွေးကိုဘာနဲ့မဟာမျိုးဆွေချစ်ချူစေဇူဝေစာပြုအခါမှုပါဖယားတနေ့သားတွင်ယူပွားကြည်မြတ်သာပုဒ္ဒကိုမိဘနှဖျားပစ္စယ၌ခေမဘုဒ္ဓမြတ်ချေရာချံသာမဏေငယ်ဥပ္ပစေခြင်းသသွေးရွယ်လာတဝိတတွေသာချာကုန်ချေနန္ဒဝမှာခေမောစရိယဘုရားတန်လာကိုနာယကအရာကျင်းမြောက်စွာဒီပြပစ္စည်းလူကြီး၍မငြင်းငယ်အောင်ဦးကြီးမောင်နဲ့ညီဆောင်ဒါနာတော်ချင်းနာရုံလောကဟာတွေချမ်းမြေ့စွာ၍ကိုမြင်တန်ကဲကိုဟိတ်ဝဲသာရုသာဘုရား
မှုပွင့်ဉာဏ်ရဲ့ဆရာထမ်းမခြေကနေစဆွဲလုံးလာရှိမင်္ဂလာတော်ကန္တာယူနိုင်ဘုလုံးတဲ့ချာဆရာမြောက်ဝေဝတော်ကျန်လေးငယ်လက်ကြည့်လို့အပြေကုန်စားပန်းစင်အောင်ရဲ့ထိုးနောင်မတော်သုံးရချမ်းတွေတန်လန်းစာဝါတစ်ထူသာမို့ဓမ္မစရိယဝေအနာနေတဝမိကဲသာကံချေတော်ငါတို့ကြောင့်လာအောင်မြင်ရပြန်ဝိနယဝိလူဝေပန်းယူရဲ့ဝလူမြဆွေဝဒနေကိုပူဇေတာတို့သာပြုတာ